မော်တိုင်းပြည်တပြည်မှာတနာစရာကောင်းတဲ့မင်းသမီးလေးတစ်ပါးရှိခဲ့ပါတယ်။မင်းသမီးလေးရဲ့မိခင်ကတူးကိုမွေးမွေးပြီးချင်းမှာပဲကွယ်လွန်သွားခဲ့ပါတယ်။ဖခင်ဖြစ်သူကလည်းအဲ့လိုတမီးမျိုးချစ်ဖို့မပြောနဲ့ဆက်ဆိုးစရာကောင်းတယ်ဆိုပြီးမြင်နေခဲ့ပြီးဘတော်မှမတွေးချင်ဘူးလို့လည်းပြောခဲ့ပါတယ်။ဘိန်းရှင်မှာအချစ်မခံရပဲကြီးပြင်းလာတဲ့မင်းသမီးကအချိန်ကြာကြီးတကောင်ကျွတ်ဘဝနဲ့ဖြတ်တန်းလာခဲ့ရပါတယ်။အဲ့လိုနဲ့ကိုနေပြည့်မှာတော့ပထမဆုံးဖခင်ဖြစ်သူအရှင်မင်းကြီးနဲ့တွေ့ဆုံခဲ့ရပါတယ်။အဲ့လူကတအိုဒီတော်မိသားစုလို့တွေးပြီးခမဲတော်စီမှာအချစ်ခံရဖို့အတွက်ကြိုးစားမှုဘောင်းစုံကိုထုတ်ခဲ့ပါတယ်။ဒါပေမဲ့လည်းဆက်လေးနှစ်ပြေမိတ်ဆက်ကပွဲမှာတော့အဲ့ဒီမျော်လင့်ချက်တွေကပျက်စီးသွားခဲ့ရပါတယ်။ဘာလို့ဆိုအရှင်မင်းကြီးမှနောက်ထပ်ဂျန်နတီလို့ခေါ်တဲ့သမီးတော်တစ်ပါးရှိနေခဲ့ပြီးတောက်ပြောင်ပြီးလှပတဲ့နတ်သမီးလို့အများခေါ်ကြပါတယ်။ပြီးတော့သူကအချိန်တော်လေးအတွင်းမှာအားလုံးရဲ့အာရုံစူးစိုက်မှုနဲ့အချစ်ကိုရရှိခဲ့ရုံတင်မဟုတ်ပဲမင်းသမီးလေးရဲ့ပါဆိုင်ခြင်းနဲ့အရှင်မင်းကြီးရဲ့အချစ်တွေပါပါဆိုင်ထားခဲ့ပါတယ်။အဲ့လိုနဲ့တနာစရာကောင်းတဲ့မင်းသမီးကဖခင်ဖြစ်သူရဲ့အချစ်ကိုရဖို့အတွက်အောင်လန်းမော်နဲ့လက်သွဲဖို့ဆုံးဖြတ်လိုက်ပါတယ်။အောင်လန်းမော်တုံးခဲ့ပေမဲ့လည်းဖခင်ဖြစ်သူရဲ့အချစ်ကိုမရလိုက်တဲ့အပြင်နှထောက်ခံလိုက်ရပြီးဘဝလည်းဆုံးသက်သွားခဲ့ရပါတယ်။တကယ်တော့ရှီတာဖက်နေတဲ့ပုံမြင်ဖြစ်ပြီးသူနဲ့ဖြစ်သူလာကြောင့်တေချာပေါက်သူ့ကိုပြောတာဆိုပြီးဝမ်းနည်းနေခဲ့ပါတယ်။အရင်အပိုင်းမှာတော့ငါဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့်မိဖို့ကြောင့်မှစောင့်နေပါရှိလာခဲ့ပြီးထောင်ပြည့်ရမုံငွေကောက်ဖို့ကြတော့လေခက်ခဲမဲ့ပုံမှန်လို့ရှီတာညီးနေခဲ့ပါတယ်။ဒါပေမဲ့လေလီလီကဘေးကင်းထွက်လာကြောင်းမို့ထားလိုက်ပါလို့လည်းပြောနေခဲ့ပြီးဒီလောက်လေးနဲ့ရံပုံငွေကောက်မဲ့စီစဉ်ကိုလက်လျှော့စရာအကြောင်းမရှိဘူးလေကျင်းဝါနေခဲ့ပါတယ်။ပြီးတော့လီလီကရှီရာကိုတောက်ပတဲ့အရာတွေဆိုတဘောကြတယ်ဆိုပြီးထင်နေခဲ့တဲ့ပုံမှန်မှုရွှေရုပ်တွေလည်းအများကြီးပေးထားခဲ့ပါတယ်။အဲ့လိုနဲ့အကြံရတော့ပြီးမိဖို့ကြောင့်တော့ကချစ်စရာကောင်းတဲ့ပုံစံနဲ့チョコ食べたいな。ချောကလက်စားကျင်လို့ပါလို့ပြောလာခဲ့တော့အိမ်မမလေးတွေကအတဲတွေရပြီးရတနာပါတဲ့ပကံပြားနဲ့ချောကလက်တွေပေးလာခဲ့ပါတယ်။ချောကလက်တွေရတော့တယ်ရှီရာဘက်မှာတော့ပြောလို့နေခဲ့တာပေါ့။ချောကလက်တွေစားပြီးရတနာတွေကိုတော့ထုတ်ယူထားလိုက်ပြီးရတနာတွေကိုလည်းနံပါတ်2နာမည်တွေပေးထားခဲ့ပါတယ်။ပြီးတော့ရှီရာနဲ့မင်းကြီးကကိုနေပြေးမှတွေးရမှာဖြစ်ပြီးကိုနေမပြေးခင်မှာဒီကနေရှီရာကထွက်သွားဖို့ပလန်ထားတာဖြစ်ပါတယ်။ထွက်သွားတဲ့အခါကျရင်လီလီကိုလည်းခေါ်သွားပြီးဆောက်ချောက်မယ်လို့တယောက်တည်းတွေးနေရင်လက်မှာချောကလက်တွေပေးသွားခဲ့ပါတယ်။ပေးသွားတဲ့လက်ကိုရေကန်နဲ့ဆေးနေရင်ချေချော်ပြီးကန်နဲ့ရသူ့ရဲ့မျက်နှာကိုမြင်တွေ့လိုက်ရပါတယ်။ရှီရာရဲ့ရုပ်ကမိခင်ဖြစ်သူနဲ့ချွတ်ဆွတ်သူရဲ့လို့ပြောကြတာကိုရှီရာပြန်ကြောင်းရောက်လာခဲ့ပါတယ်။မျက်လုံးကအဖေဘက်လိုက်ပြီးမောပါမလာတာကြောင့်သူ့ကိုမုန်းတာလားလို့ရှီရာစဉ်းစားနေခဲ့ပါတယ်။ရတနာမျက်လုံးကရှီရာတယောက်တည်းစက်ခံရတာလို့ပြောကြပေမဲ့နောက်ထပ်ဂျန်နတီလို့ခေါ်တဲ့မင်းသမီးတစ်ပါးလည်းရှိနေခဲ့ပါတယ်။နန်းတွင်းကလုံခြုံရေးတွေတင်းကျပ်ထားတာကြောင့်ရှီရာရဲ့ကြောက်တွေကိုတောထဲရတနေရာမှာမြင်မြုပ်ထားခဲ့ပါတယ်။တောထဲကိုရှောက်တော့ကြည့်ရင်ရူဘီနန်းဆောင်မဟုတ်တဲ့လူတွေရှင်းနေတဲ့နန်းဆောင်ကြီးကိုမြင်တွေ့လိုက်ရပါတယ်။အထဲထဲကိုဝင်ကြည့်ရင်ဒီနန်းဆောင်ကတူလောင်ယုံလားမသိဘူးလို့ပြောနေခဲ့ပြီးအဲ့ချိန်ဖိုက်ရှာလာတာကြောင့်ရူဘီနန်းဆောင်ကပြန်လာခဲ့ပါတယ်။ပြန်လာတော့အရှင်မင်းကြီးရဲ့အမိန့်နဲ့ရူဘီနန်းဆောင်ရှာဖွေရေးလုပ်မယ်ဆိုတဲ့ကြောင့်အိမ်မမလေးတွေပြောနေတဲ့အတန်ကိုကြားလိုက်ရပါတယ်။အထူးသဖြင့်ရှီရာရဲ့အခန်းဆိုတော့ပြဿနာပဲဆိုပြီးသူ့ရဲ့ရတနာတွေကိုအပြေးသွားကြည့်ခဲ့ပါတယ်။အကုန်ရှိနေလို့တော်ပါသေးတယ်ဆိုပေမဲ့မလုံခြုံတော့လို့တောထဲမှာပဲဖွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရတနာအထောက်တွေကိုဖက်ပြီးနန်းဆောင်ကဘယ်သူမှမမြင်အောင်တိတ်တိတ်လေးခိုးထွက်လာခဲ့ပါတယ်။စောနာကဖွက်ထားတဲ့ရတနာထောက်ကိုရှင်းကဆွဲနေလို့နေပါအောင်ဆိုပြီးမြေဘက်စံတောင်ပေးကသူ့ရဲ့ရတနာထောက်ကိုပြန်ယူလိုက်ပါတယ်။ဒီမှာလည်းမလုံခြုံတော့ဆိုပြီးအကြံအားနေတော့ဆောနာနန်းဆောင်ကြီးကြီးမှာလူတွေရှင်းနေတော့တတိယသွားပြီးအဲ့မှာပဲဖွက်ဖို့အကြံရသွားခဲ့ပါတယ်။အဲ့ကတနေရာရောက်မှာတော့ရွှေရုပ်တွေအများကြီးကိုတွေးလဲရပြီးရွှေရုပ်တွေကအဆက်လားဆိုပြီးမင်းသမီးလေးကပြေးကြိုက်ပါတယ်။အဲ့ချိန်ငါနှန်းဆောင်နဲ့ဘယ်ကလေးကအဲ့လိုပိုးကောင်းတွေရှိနေရလဲဆိုတဲ့ဇကားနဲ့အတူလူတယောက်ကြည့်နေခဲ့ပါတယ်။ရှီရလိုမျိုးမျက်လုံးပိုင်ဆိုင်ထားတာမို့မင်းသမီးလေးအဖေဆိုတာသိလိုက်ရပါတယ်။ဘာလို့မှန်းမသိကိုနဲ့မှတွေ့ရမယ်တူရဲ့ဖခင်ကိုအစောကြီးမြင်တွေ့နေရလို့မင်းသမီးကစဉ်းစားနေခဲ့ရပါတယ်။အဲ့ချိန်မင်းကြီးကမြင်ဘူးတို့လိုပဲဆိုပြီးအနာကက်လာခဲ့ပါတယ်။အနာကက်လာတော့ရှီယာလေးခင်ဗျာသူ့ရဲ့အိမ်မက်တွေကြောင့်မင်းကြီးကိုကြောက်နေခဲ့ပါတယ်။မင်းကြီးကရှီယာရဲ့မျက်နှာကိုလက်ညှိုးနဲ့ပင့်နေလိုက်ပြီးမှတ်မိပြီးမင်းကိုဟိုမိမပေးသွားတဲ့နာမည်အာတာနာရှီယာလို့ခေါ်လိုက်ပါတယ်။ကြောက်နေတဲ့ရှီယာကိုထွားလာပဲလို့ပြောပြီးမင်းကြီးကတူတော့ထိုင်ချလိုက်ပါတယ်။တေချာကြီးကဒါကလုံးနေရမယ်ဆိုပြီးမင်းကြီးကပါးလေးကိုညှစ်စောနေခဲ့ပါတယ်။လက်ဖေးရတာဖို့မင်းကြီးကကိုရံတော်ပြင်ဆင်ခိုင်းလိုက်ပါတယ်။မတော့ချင်လို့ဆိုပြီးပြေးဖို့စူးစမ်းနေတဲ့ရှီရာကိုလည်းဂုတ်ကလမ်းဆွဲလိုက်ပါတယ်။လေးတဲ့နော်ဆိုပြီးမင်းကြီးကပြောတော့ရှီရာဖွက်ထားတဲ့ရတနာထုတ်တွေကပြုတ်ကျလာပါတယ်။အဲ့လိုနဲ့လက်ဖေးဝိုင်းမှာလည်းဘာမှမပြောလို့ရှီရာခင်ဗျာရှောက်တွင်းနေခဲ့ရပါတယ်။မင်းကြီးဘက်မှာလည်းရှီရာဘက်ကစကားဆပြောလာမယ့်အချိန်ကိုစောင့်နေခဲ့တာပဲဖြစ်ပါတယ်။တော်တော်နဲ့စကားမပြောလာကြောင်းမင်းကြီးဘက်ကနေဘယ်ချိန်နဲ့စကားမပြောတတ်တာလဲမွေးကလေးကလားလို့နှခွန်းဆက်တာလာပါတယ်။အဲ့တော့မှအားသာကမဟုတ်ကြောင်းချစ်စရာကောင်းအောင်ပြန်ပြောလိုက်ပါတယ်။ဘာလို့ခုချိန်ဒီဗဇက်ပိတ်နေရလဲလို့မင်းကြီးဘက်ကမင်းနေချိန်မှာပဲကိုရံတော်ကကိတ်မွန်လာချပေးပါတယ်။မင်းကြီးနန်းတော်ပြီးဒီရဲကဒဇိန်းနေနဲ့ဆိုရင်ရှက်တက်ကြလို့ပါလို့ရှီရာဘက်ကကူပြောပေးလိုက်ပါတယ်။မင်းကြီးဘက်ကလည်းရှက်တယ်ဟုတ်လားဖီလီရဲ့နာမည်ကိုခေါ်ပြီးထောက်ထားခိုင်းလိုက်ပါတယ်။ဖီလီခင်ဗျာပါလဲပေါ့
တကယ်ကအဖေနဲ့သမီးဖိလစ်ကအပြင်လူဖြစ်တာကြောင့်သူ့စကားနဲ့သူပဲထွက်သွားခဲ့ရပါတယ်မင်းကြီးဘက်ကနေအာတာကမင်းရဲ့နာမည်ပြောင်းလာလို့မေးလာခဲ့ပါတယ်ပြီးတော့သူ့အတူအာတာနာရှိရလို့နှစ်ခေါက်လောက်ခေါ်ပြီးအတိတ်ဘက်ကိုတီလာလို့မေးလာပြန်ပါတယ်မင်းသမီးကမတိတာကြောင့်ရှင်မင်းကြီးကပဲအာတာနာရှိရဲ့အထိတ်ဘက်ကရသက်ပန်နဲ့ထားပြီးအဲ့ဒါကအေကေရဲ့နာမည်ပဲ OBC ရမှာဆိုရင်မန်ကန်တဲ့အမွေစက္ကန့်တူပါပဲအဲ့နာမည်ကိုခံယူပေးရှိတာဆိုပြီးရှင်းပြနေခဲ့ပါတယ်ပြီးတော့ငါတောင်မှပိုင်ဆိုင်ခဲ့ရတဲ့အဲ့ဒီနာမည်ကိုကိုကလေးကိုအဲ့လိုနာမည်ပေးရတယ်လို့တကယ်ကိုရဲတင်းနဲ့မိန်းမပဲဆိုပြီးမင်းကြီးကပြောနေခဲ့ပါတယ်ခမဲတော်ကမင်းကြီးရဲ့တာရင်မှုတ်တာကြောင့်နတ်တပ်ပိုင်ခွင့်မရှိဘူးရက်ဆက်တဲ့နောင်တော်တက်ပြီးနန်းလူခဲ့တာဆိုပေမဲ့ဘရင်ရဲ့အဲ့နာမည်ကိုမဆက်ခံခဲ့ရလို့ရှုတ်ချခြင်းကိုခံခဲ့ရပါတယ်ဖခင်ကရှီရာရဲ့နာမည်ကိုမကြိုက်တဲ့အကြောင်းစဉ်းစားနေချိန်မှာဘာလို့မစားရလဲဆိုပြီးမင်းကြီးကမေးလာခဲ့ပါတယ်တကူတက်ကပြင်ဆင်ပေးထားတာဘာဖြစ်လို့လဲဂရင်မသိလို့လားဆိုပြီးဖျားခန့်အောင်မင်းနေခဲ့တာကြောင့်ရှီရာကလည်းညံ့များပါပြီဒီကိတ်ကတော်တော်လေးစားကောင်းမဲ့ပုံမဲ့ဆိုပြီးကြောက်ကြောက်နဲ့ကြစုံစားလိုက်ပါတယ်စားနေရင်အပြုတ်မှုတွေကဘလူတင်မထားလဲလို့မင်းကြီးဘက်ကမေးလာတော့ရှီရာကလည်းလီလီလို့ပြန်ဖြေခဲ့ပါတယ်မင်းကြီးကလီလီယန်လားလို့မေးလာခဲ့ပြီးလီလီယန်ရဲ့အကြောင်းတွေကိုပြောပြလာခဲ့ပါတယ်နောက်ပြီးငါရဲ့ရှိမှကာပြီးမတည်ပဲနေနိုင်ခဲ့တာမင်းရဲ့အမေနဲ့အာမိမပဲရှိရဆိုပြီးပြောလာခဲ့ပါတယ်ပြီးတော့ငါဘလူလဲဆိုတာကိုတီးရလားလို့ရှီရာကိုမေးလာခဲ့ပါတယ်ရှီရာဘက်မှာလည်းဘယ်လိုဖြေလိုက်တင်လဲဆိုပြီးပြန်များနေခဲ့ပါတယ်အဲ့ချိန်မှာပဲဗဇက်ကနေရုတ်တရက်ပပများလားဆိုပြီးပြောလာခဲ့ပါတယ်ပြီးတော့သူ့အတူပပဆိုတာကြီးကများသွားပြီးတာမန်လိုမျိုးရှင်မင်းကြီးလိုပဲခေါ်လိုက်ရမှာဆိုပြီးနောင်သားတွေရနေခဲ့ပါတယ်အဲ့လိုနဲ့လီလီတို့ဘက်မှာတော့မင်းသမီးလေးပြောလို့လိုက်ရှာဖို့ပြောနေရင်လီလီရှိကိုရှီရာကငိုပြီးရောက်လာခဲ့ပါတယ်မင်းသမီးလေးပြန်လာတာကိုတွေ့တော့လီလီကရှီရာကိုစိတ်ဖို့နေကြောင်းပြောပြလာပါတယ်ပြီးတော့မြောက်ကဖိလစ်ဘက်လက်တော့ကဖိလစ်ကလည်းရှင်မင်းကြီးကထက်ကုန်မဲ့အကြောင်းပြောပြလိုက်တော့အကူမလေးတွေကရှီရာကိုမင်းကြီးကခိစ္စပေးမယ်နဲ့ရောက်လာပြီဆိုပြီးပြောကြပေမဲ့ဒုံမင်းသမီးလေးရဲ့မျက်နှာကိုကြည့်ကြပါအောင်ဗျာအဲ့လိုနဲ့သွေးအေးပြီးရက်ဆက်တဲ့မင်းကြီးနဲ့နေ့တိုင်းတွေ့ရတော့မဲ့မင်းသမီးလေးတို့ရဲ့အဖြစ်ကိုနောက်ပိုင်းတွေမှာဆက်လက်ကြည့်ရတော့မှာဖြစ်ပါတယ်